Hello guys ကျွန်တော်တော့ကံပဲဖြစ်ပါတယ် Roblox ထဲမှာ game edit design နဲ့ Brain Rot game တွေပဲတွေ့ပြီးတော့ Brain Rot game တွေပဲစော့နေရလို့စိတ်ညစ်နေပြီလားဒါဆိုလို့ရှိရင်တော့စိတ်မပူပါနဲ့ကျွန်တော်ရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Roblox ထဲမှာစော့ရတာပျော်ဖို့ကောင်းတဲ့ funny game 10မျိုးကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်ဆိုတော့အချိန်ဆွဲပဲဗီဒီယိုလေးကိုစလိုက်ကြရအောင်ပထမဆုံးဒီဂိမ်းက Braze ဒီဂိမ်းထဲမှာကစားသမားတယောက်ချင်းစီတိုင်းဟာကိုယ်ပိုင်လမ်းကြောင်းတစ်ခုကိုရွေးရတယ်ပြီးရင်အားလုံးပေါင်းပြီးတော့လမ်းကြောင်းအကြီးတစ်ခုဖြစ်အောင်စောင့်ရတယ်အဲ့ဒါတွေပြီးရင်တော့ပြိုင်ပွဲကိုစတင်မှာဖြစ်ပြီးတော့တခြားသူတွေထက်အရင်ပန်းဝင်အောင်မောင်းရမှာပါဒါပေမဲ့တတိထားစရာတစ်ခုကကားလမ်းပေါ်မှာအကားရန်နေရမရှိရမလို့ပြုတ်ကျဖို့ကတော်တော်လေးလွယ်ပါတယ်ဂိမ်းစော့ရင်လောင်ပြီးတော့ဖုန်းတွေကိုရိုက်ခွဲတတ်တဲ့သူတွေကတော့ဒီဂိမ်းကိုလုံးဝဆန်းမစော့ကြည့်တင်ပါဘူးဒါပေမဲ့တကယ်ရှင်းနေတဲ့တူတူစော့ရင်တော့ပြောဖို့ကောင်းတာမလို့ဆန်းစော့ကြည့်ဖို့ပြောချင်ပါတယ်နောက်တစ်ဂိမ်းက Starfall အခါတာဘောတိုက်ပွဲတွေ graphic lancer နဲ့ shooter game တွေကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ Starfall လေးကိုစမ်းစောကြည့်တင်ပါတယ်စလာတာနဲ့ fashion နှစ်ခုတည်းကတစ်ခုကိုရွေးပြီးတော့ဆော့လို့ရတယ် Tin Dash မှာအဖွဲလိုက်ပြစ်တာနဲ့ campaign mode ဆိုတဲ့ဇက်လန်သွားနဲ့ဆိုပြီးတော့နှစ်မျိုးရှိတယ်အမိုက်ဆုံးကတော့ကိုပိုင်စက်ရုပ်တွေကိုခေါ်ပြီးတော့ရန်သူတွေကိုပြစ်လို့ရတာပါ level တက်လာလို့ရှိရင်ကို character နဲ့စက်ရုပ်တွေကိုစိတ်ကြိုက် customize လုပ်လို့ရပါသေးတယ်ဒီ game ကလည်းတော်တော်လေးမိုက်တာမလို့စမ်းစောကြည့်ဖို့အကြံပေးချင်ပါတယ်နောက်တစ်ဂိမ်းက Speed Chaser BA ပေါ့ကွာ Ninja တို့ Evade တို့ကိုကြိုက်တဲ့သူဆိုလို့ရှိရင်တော့ဒီဂိမ်းကိုစမ်းကစားတင်ပါတယ်ဒါကပေါ့ကွာလုပ်ရင်းနဲ့ကိုယ့်ရဲ့တငယ်ချင်းတွေကိုလက်နဲ့လိုက်ပစ်လို့ရတယ်ကိုကလည်းအပြစ်မခံရအောင်ရှောင်ရသေးတာပေါ့ animation တွေကလည်းတော်တော်လေးမိုက်ပြီးတော့အခုမှ early access ပဲရှိသေးရမလို့နောက်ပိုင်းနေပို့ပြီးတော့ကောင်းလာမယ်လို့ထင်ပါတယ်ဒီဂိမ်းကလည်းစော့ရတာပြောဖို့ကောင်းတာမလို့စမ်းစော့ကြည့်တင်တဲ့ဂိမ်းလေးတစ်ခုပဲဖြစ်ပါတယ်နောက်တစ်ဂိမ်းက Subway Mayhem Fighting game တွေကြိုက်တယ်ဆိုလို့ရှိရင်တော့ gameplay နဲ့ဆင်တဲ့ဒီဂိမ်းကိုလည်းစော့ကြည့်တင်ပါတယ်ဒီဂိမ်းထဲမှာ player တွေအားလုံးက random ကြရာမြေပေါ်တစ်ခုထဲမှာစုပြီးတော့လက်တီတွေနဲ့ထိုးရတာရန်သူကမူလဲနေပြီဆိုလို့ရှိရင်တော့မပြီးသေးဘူးကောင်းမှပြီးတော့ရက်ထားတက်လန်းပေါ်တွေကြောက်ထဲတွေပြချလိုက်ရုံပဲနိုင်လို့ရလာတဲ့ပတ်စံတွေနဲ့လက်နက်အစ်စ်တွေလည်းဝယ်လို့ရသေးတယ်ဆိုတော့ fighting game တွေကြိုက်တဲ့သူတွေကတော့ဒီဂိမ်းလေးကိုစမ်းစော့ကြည့်တင်ပါတယ်နောက်တစ်ဂိမ်းက Van နဲ့ GTA ဒါမှမဟုတ် Roblox တွေက Jailbreak ကိုကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီဂိမ်းကိုစမ်းစော့ကြည့်တင်ပါတယ်ဒီမှာက ATM set တွေစိုက်နေမှာဓမြလိုက်တိုက်ရမှာဖြစ်ပြီးတော့ဓမြတိုက်လေ Van နဲ့ Star တွေကတိုးပြီးတော့ bounty ထုတ်ခံရမှာပဲဖြစ်ပါတယ်ကျဲကပုံများလေစုချေကပုံများလေပါပဲရဲလို့တဲ့ player တွေကတော့ Bro တို့ကိုလိုက်ဖမ်းလိုက်မယ်ရလာတဲ့ပတ်စံတွေနဲ့ကားလန်းစားတွေလက်နက်တွေဝယ်လို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဂိမ်းကလည်းစမ်းစော့ကြည့်တင်တဲ့ဂိမ်းလေးတစ်ခုပဲဖြစ်ပါတယ်နောက်တစ်ဂိမ်းက Bagaria အရင်တုန်းက Paper Bagaria ဆိုတဲ့ဂိမ်းလေးကိုမှတ်မိကြအောင်ပါအခုဆိုလို့ရှိရင်တော့ဒါကို Roblox ပေါ်မှာဆော့လို့ရနေပါပြီဒီဂိမ်းထဲမှာဧည့်သည်မှာထားတဲ့ menu တွေကိုကွက်တီးလုပ်ပေးရတာပါအဲ့လိုမှမဟုတ်ရင်လည်းကိုစိတ်ကြိုက်ပောက်ကြရတယ်လည်းလုပ်လို့ရပါသေးတယ်တငယ်ချင်းတွေနဲ့တူတူဆော့ရင်ပျော်ဖို့ကောင်းတာမလို့ဒီဂိမ်းလေးကိုလည်းစမ်းစော့ကြည့်ဖို့ပြောချင်ပါတယ်နောက်တစ်ဂိမ်းက Daddy ရေကုန်းရတာဝဒနာပိုင်တော့ဒီဂိမ်းလေးကိုစမ်းစော့ကြည့်တင်ပါတယ်ကျွန်းလေးတကျွန်းမှာစတင်မှာဖြစ်ပြီးတော့ပစ္စည်းအစုပ်လေးတွေနဲ့ရေအောက်ထိပ်ကယတနာတွေကိုတွားချရတာတတိထားရမှာကပို့ပြီးတော့နက်လေးအောက်ဆီဂျင်ဟာကုန်လေးပါပဲရလာတဲ့ယတနာတွေကိုရောင်းပြီးတော့အစစ်မြင့်တဲ့ပစ္စည်းတွေကိုဝယ်ပြီးတော့ပို့နှက်တဲ့နေရာတွေကိုတွားချရင်းနဲ့ပိုကောင်းတဲ့ယတနာတွေကိုရှာရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဂိမ်းကလည်းစောရတာပျော်ဖို့ကောင်းတာမလို့စမ်းစောကြည့်တင်ပါတယ်နောက်တစ်ဂိမ်းက Emily Defective ဒီဂိမ်းလေးကနည်းနည်းတော့ထူးဆန်းတယ်ကိုကစုံတော့တယောက်နေရာကနေကစားရမှာဆိုပေမဲ့လက်နှစ်ဖက်ကမပါဘူးအဲ့တော့ဒီဂိမ်းကိုပောက်ကြရလို့မတွေးလိုက်ပါနဲ့လက်နှစ်ဖက်မပါပေမဲ့အုတ်ထုပ်ထဲမှာတန်လိုက်မှန်ဘလူးခန်းရောင်တက်မီနဲ့လက်တန်တူတူလေးတွေပါပါတယ်တက်တီတွေရှာရမယ်လက်ပွေတွေဆေးရမယ်ပြီးရင်တရက်ခံကိုဖမ်းရပါမယ်တရက်ခံမဖမ်းမိရင်တော့အလုပ်ဖြုတ်မှာဖြစ်ပြီးတော့တကယ်ချင်းနေနဲ့တူတူဆိုလို့ရှိရင်တော်တော်လေးပြောဖို့ကောင်းတာမလို့ဒီဂိမ်းကိုစမ်းစောကြည့်စေချင်ပါတယ်နောက်တစ်ဂိမ်းက Real Cinema Movie ဒီဂိမ်းကတော့တော်တော်ထူးထူးခြားခြားပဲ Roblox ထဲမှာတကယ်ချင်းနေနဲ့ရုပ်ရှင်တူတူကြည့်လို့ရတာ screen အကြီးကြီးနဲ့ YouTube video တွေ Roblox animation တွေကိုကြည့်လို့ရတယ်ကြည့်နေတဲ့လူတွေကိုလည်းတွားပြီးတော့ troll လုပ်လို့ရသေးတယ်တကယ်ကိုရှေ့လို့ကောင်းတဲ့ဂိမ်းလေးတစ်ခုပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲ comment ထဲမှာဘယ်ဂိမ်းကိုအကြိုက်ဆုံးလဲဆိုတာကိုလည်းရေးခဲ့လို့ရပါတယ်နောက်ထပ် Roblox နဲ့ပတ်သက်တဲ့ content တွေကိုကြည့်ချင်သေးရဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားလို့ရပါတယ်